အိမ်ကွင်းမှာ6လောက်မှပေးပြီး Manchester City အသင်းကို2-9ပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ Manchester United အခုကတော့ဒါ Manchester United အသင်းနဲ့ Manchester City တို့ရဲ့ပွဲပြီးသွားပြီပေါ့နော်ဒီပွဲမှာဆိုရင်တော့ဒါ Manchester United အသင်း Manchester City အသင်းကို2-9မရှိတဲ့အနိုင်ရရှိခဲ့တယ်ကျွန်တော်တို့နီးပြနေစားပြီးတော့အသင်းကစားသမားတွေအားလုံးကောင်းခဲ့ကြတဲ့ပွဲတွေပေါ့နော်ဒီတရားဒီလုံးမှာကျွန်တော်တို့ကြီးခဲ့ရတဲ့ပွဲအားလုံးတွေမှာဒီပွဲကကြီးရစိတ်အချမ်းသာဆုံးပေါ့နော်ဒါပေမဲ့ဆို Manchester City အသင်းကိုဘာမှမလုပ်နိုင်တော့အောင်ကစားနိုင်ခဲ့တယ်ပေါ့နော်ဒါနောက်တန်းရောကွင်းလေရောဒါတိုက်စစ်ကိုအရန်ကိုကောင်းခဲ့ကြတယ်ကျွန်တော်တို့အရန်သဘောကျတယ်ဒီဘယ်လိုပြောမလဲဒီလိုမျိုးပွဲမျိုးမမြင်ရကြာပြီဗျာဒီလားကျွန်တော်တို့ဒီပါကိုစံထွက်သွားပြီးတယ်ဒီလိုပွဲမျိုးမမြင်ရကြာပြီတကယ်ကိုဒီပွဲကိုတကယ်သဘောကျတယ်သူကသူခံစစ်ပိတ်ပြီးတော့ကောင်းတာနဲ့ပဲကစားဘယ်လိုလဲကစားဒီကကျွန်တော်တို့အတင်းအတိုင်းရရှိဖို့အနိုင်များရှိခဲ့ရတယ်ကြာပြီပေါ့နော်အဲ့တော့နိုင်ရရှိဖို့လိုအပ်တဲ့အချိန်မှာနိုင်ရရှိသွားတဲ့အတွက်ကျွန်တော်တို့ကျင်းနေတဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါနောက်တန်းမှာဆိုရင်ဒါမကွိုင်းရတော်တော်ကောင်းတယ်ဒီဆန်ဒရိုမာတီနာကိုတော်တော်ကောင်းတယ်ဒါတော့ရှိရတစ်ချက်အမှားကြီးတွေ့ရပါမယ်ဒါတော့လည်းသူတန်နိုင်တဲ့လောက်တော့သူကစားပြီးသွားတယ်ပေါ့နော်တဝါထိထားပါမယ်လေဒုတိယပိုင်းမှာဆိုရင်ဒါဒုတိယပိုင်းမှာကိုရတယ်ဒါပေမဲ့ပထမပိုင်းကဒါတွင်းခဲ့တဲ့ကိုကြီးဆိုရင်တကယ်တော့လူမကြုံခဲ့ဘူးဆိုရင်ကိုဖြစ်ပြောင်းလဲနိုင်မဲ့ကိုဖြစ်ပြောင်းလဲနိုင်ခဲ့ပေါ့နော်ဒါပေမဲ့လူကျွံသွားလို့ဒါအဆင်မပြေခဲ့တာကျွန်တော်ပြည်သက်တယောက်အနေနဲ့တော့ဒီပွဲမှာအရှမ်းကိုသဘောကျတယ်ကျွန်တော်အနေနဲ့ပျော်လဲပျော်ရတယ်ပေါ့နော်ဒါနိုင်မယ်လို့မထင်ထားတဲ့ပွဲတွေအနိုင်ရရှိသွားခဲ့တာကြောင့်ကျွန်တော်အနေနဲ့အရန်ပျော်တယ်အဲနောက်ပြတော့ဒါ Manchester City အသင်းကိုဒါဒီလိုမျိုး6ပြတ်ချီပြတ်အနိုင်ရရှိခဲ့တာတော်တော်ကြာသွားပြီပေါ့နော်အဲ့ဒါဒီလိုအနိုင်ရရှိခဲ့တယ်နောက်တစ်ဖက် Arsenal နဲ့တင်းတဲ့ပွဲမှာလည်းဒီလိုချီဆွမ်းမျိုးဒီလိုစိတ်ဓာတ်မျိုးတွေနဲ့ထပ်ပြီးကစားနိုင်ဖို့တော့ကျွန်တော်တို့မျှော်လင့်ရမယ်ဒီနေ့ပွဲမှာတော့ဒါဘယ်လိုပြောမလဲနီးပြမိုက်ကယ်ကာလို့ကိုကျွန်တော်တို့ဘယ်လိုပြောမလဲအတိမပြုရမယ်သူရဲ့ဒီဆုံးဖြတ်ချက်ဒီပွဲမှာဒါပွဲထွက်လို့စီးရင်ပြီးတော့ဒီနေ့ပွဲအတွက်ထွက်လာတဲ့ game plan တွေတကယ်ကောင်းတယ်ဒါပြီးအန်ပူမူဒါတိုက်စစ်ပိုင်းမှာတိတ်ပြီးအားရအဆင်သိမပြေပေမဲ့သူတကူတင်သွားတယ်သူဘယ်လိုပြောမလဲပုံမှန်ခြေစွမ်းမဲ့ရှိရပါတော့ဒီထက်ပိုမကောင်းခဲ့ဘူးပေါ့နော်ကျွန်တော်အမြင်ပေါ့ဒါပေမဲ့သူတကူတင်သွားတယ်ဒါပေမဲ့အာမတီယာတို့တော်တော်ကောင်းတယ်ညာဒါဘယ်ဘချန်ဒါတူကူလည်းတော်တော်ကောင်းတယ်ဒါတူကူနဲ့ဒါသူရှော့ရဆိုရင်တော့ဘယ်ပြောမလဲအတွဲဖက်မိမိနဲ့ကစားနိုင်ခဲ့ပေါ့နော်ဒီကကျွန်တော်တို့အတင်းရဲ့ဒါမင်းသားကြီးဘယ်လိုပြောပြောစရာမလိုဘူးပေါ့နော်သူပါခဲ့ပွဲတိုင်းမှာအရန်ကောင်းခဲ့တယ်အခုသူ့ရဲ့ neutral position ဖြစ်တဲ့ဒီနံပါတ်10ကိုပေါ့နော်လွတ်လပ်လပ်ကစားရတယ်ဘယ်ဝင်ထွက်လဲညောင်းထွက်လွတ်လပ်ကစားရတယ်သူ့ရဲ့ခြေကဘယ်လောက်ကောင်းလဲဆိုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ဒီဘက်ကကိုဗစ်မိုင်းရဲ့ခြေဆောင်ကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်တကယ်ကိုဘယ်ပြောမလဲအမုံရဲ့လက်ထွက်တော့မတုံးခဲ့ပေမဲ့ဒီနေ့ပွဲမှာဒါသူ့ရဲ့ DRT ဒါ first line နဲ့ပွဲပြီးကစားရတဲ့ပွဲမှာလည်းကောင်းခဲ့တယ်။နောက်ပြီးကဆမီတို့လည်းတော်တော်ကောင်းခဲ့တော့ကျွန်တော်တပွဲလုံးမှာပြောစရာကစားသမားတယောက်မှမရှိဘူးပေါ့နော်အဖြစ်ပြောစရာကစားသမားတယောက်မှမရှိဘူးဒါမတိရဲ့ကိုညောင်ဝင်လာတယ်ဒါမေဆန်မောတို့ဝင်လာတယ်သူတို့လည်းမတိရဲ့ကိုညောင်ဆိုတော့တော်တော်ကောင်းတယ်ပြောလုံးကစားပေါ့နော်ဒါမေဆန်မောထိုးပေးလိုက်တဲ့အလုံးတော်တော်ကောင်းခဲ့တယ်ဒါပေမဲ့လူကျွမ်းသွားလို့ပေါ့နော်ဒါလူကျွမ်းတဲ့ပေါ်ရဒါအာမတီယာလူလည်းလူကျွမ်းတယ်ဘရူနိုဖာနက်တက်လည်းလူကျွမ်းတယ်ပေါ့နော်အဲကိုရီတာတကယ်တမ်းဝင်သွားခဲ့လို့ရှိရင်ဒါအာမတီယာလိုတိုင်ထီးတဲ့အလုံးကဆမီလိုကိုစမပုတ်ထော်သွားတဲ့အလုံးမပြကြရင်ဒီမကွိုင်းရခေါင်းတိုက်တဲ့အလုံးလေးသာပေါ့ကျွန်တော်တို့က6-9 9လောက်ထိကိုပြတ်သွားမဲ့ပွဲမျိုးပေါ့နော်ရန်အားရတဲ့ Manchester City တင်ကိုလှုပ်ချင်တိုင်းလှုပ်ခဲ့ပွဲမျိုးပေါ့ပြောရမှာပေါ့နော်ဒါပြီးခဲ့တဲ့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်3နှစ်လောက်က Manchester City တင်ဒါ6-9ပြတ်တဲ့အတိုင်းနဲ့ပွဲတွေ Manchester City တင်ကလှုပ်ချင်တိုင်းလှုပ်တယ်ဒါကျွန်တော်တို့လည်းပြန်ပြီးလှုပ်ချင်တာလှုပ်ခွင့်ရခဲ့တဲ့အတွက်ကျွန်တော်ကျေနပ်တယ် Michael Carrick အနေနဲ့နောက်ထပ်19ပွဲကိုင်မှုတင်လျှောက်လာတယ်ပေါ့နော်နောက်ထပ်16ပွဲရှုံးသွားရင်တော့သူ့ကျွန်တော်တို့ကဒီပွဲစာအတွက်ကျွန်တော်တို့ကျေးဇူးတင်မယ်သူဒီ game plan ကောင်းနဲ့ပို့ထွက်လာတဲ့အတွက်တကယ်ကျေးဇူးတင်ဒါကတော့ကျွန်တော်ရဲ့ပရိသတ်တွေအမြင်ပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီဒုတိယကိုတင်သွားတူဘူးပေါ့နော်တူဘူးဒီတော်ဒီနေ့ပွဲမှာကျွန်တော်အားရတယ်တကယ်ကောင်းတယ်သူကကောင်းတယ်ဒါပထမအလုံးမှာလည်းဒါတူနာရူမှာကောင်းသွားလို့ပဲသူ့အနေနဲ့မဖြစ်ခဲ့တာ
အဲ့တော့နောက်တစ်ပတ်အာဆင်နယ်နဲ့တွေ့မှာဘယ်လိုရလဒ်မျိုးတွေထွက်အောင်မလဲကလပ်ရှိခြေဆုံးဆက်လက်ထိန်းထားနိုင်အောင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်နေဒီဗီဒီယိုလေးကိုကျန်ထားလိုက်ပါအောင်အားလုံးကြည့်ကြတယ်ပါ